အားလုံးပဲမင်္ဂလာပါရှင် Digital Vision ကုမ္ပဏီမှကြိုဆိုပါရရှင်ညီမအခုဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့ဆိုင်နဲ့ပတ်သက်ပြီးတော့ printer setting နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ဒီတော့ညီမတို့က printer setting လေးကိုအသုံးပြုခြင်းစနစ်ထိန်းသိမ်းခြင်းတွေကိုသွားရပါမယ်စနစ်ထိန်းသိမ်းခြင်းနဲ့မှာညီမတို့ကဒေတာပုံစံသတ်မှတ်ခြင်းဆိုတာလေးကိုရွေးချယ်ပေးလို့ရပါတယ်ရှင်ဒီထဲမှာဆိုရင်တော့ညီမတို့ကကိုယ်ဆိုင်ရဲ့နာမည်ပြီးတော့ဖုန်းနံပါတ်ဆိုင်ရဲ့လိပ်စာလေးစတာတွေကိုဒီ box လေးတွေမှာညီမတို့ကရေးပေးလို့ရပါတယ်ဒီသုံးခုက header မှာပုံမယ်ပြီးရင်တော့အောက်ဆုံးမှာပေါ်စီခြင်းတဲ့အကြောင်းအရာလေးကိုဒီ folder tag ဆိုတဲ့အကွက်ကလေးမှာရေးပေးလို့ရပါတယ်ကိုကဥပမာဝယ်ပြီးပစ္စည်းပြန်လဲမပေးပါစတဲ့အကြောင်းအရာမျိုးတွေဒီလိုမျိုးကျေးဇူးတင်ပါတယ်ဆိုတာမျိုးတွေဆိုတော့ညီမတို့က folder tag မှာရေးပေးလို့ရပါတယ်ပြီးရင်တော့ကိုယ်ဆိုင်ရဲ့ logo လေးထည့်တာပါညီမတို့ကဆိုင်ရဲ့ logo လေးပဲဖြစ်ဖြစ်ဆိုင်ပုံစံလေးပဲဖြစ်ဖြစ်ထည့်ခြင်းနဲ့ဆိုရင်တော့ဒီအောက်က cross လေးကိုညီမတို့ကနှိပ်ပြီးတော့ပုံလေးကိုဖြတ်ပြီးတော့မှအပေါင်းလေးကိုနှိပ်ပြီးတော့ကိုပေးခြင်းနဲ့ကိုယ်ဆိုင်ရဲ့ logo ပုံစံလေးပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဆိုင်ရဲ့တက်ပုံလေးပဲဖြစ်ဖြစ်ညီမတို့ကအပေါင်းလေးကိုနှိပ်ပြီးတော့ထည့်လို့ရပါတယ်နောက်ထပ်တစ်ခုကတော့ညီမတို့က print ကိုဘယ်လိုမျိုး size နဲ့ထုံမှာလဲဆိုတာပါဒါကတော့ညီမတို့က A4 A5 နဲ့ထုံမယ်ဒါမှမဟုတ်လို့ရှိရင် slit နဲ့ပဲထုံမယ်ဆိုတာမျိုးညီမတို့ရွေးချယ်ပေးလို့ရပါတယ်ကိုက A4 A5 နဲ့ပဲထုံမယ်ဆိုရင်တော့ညီမတို့ကဒီအောက်လေးမှာပါတဲ့ slip paper print setting ဆိုတဲ့ဒီ setting မှာပါတဲ့အောက်မှာ use the for in C ဆိုတဲ့အကွက်ကလေးကိုညီမတို့ကအမှန်ချင်းလေးဖြုတ်ခဲ့ပေးဖို့လိုပါတယ်ရှင်ဒါဆိုရင်တော့ညီမတို့က A4 A5 လေးကိုအသုံးပြုလို့ရပါပြီဒီတော့ A4 A5 printer လေးကိုသုံးမယ်ဆိုရင်တော့ညီမတို့ကဒီ normal print setting ဆိုတဲ့အောက်မှာရှိရာတွေကညီမတို့ကပြုပြင်လို့ရတယ်ဒီတော့ printer name ဆိုတဲ့နေရာမှာကို print ထုတ်မဲ့ printer ရဲ့နာမည်လေးကိုညီမတို့ကရွေးချယ်ပေးရမယ်ပြီးရင်တော့ A4 နဲ့ထုတ်ချင်ရင် A4 ကိုရွေးချယ်ထားပြီးတော့ A5 နဲ့ထုတ်ချင်ရင် A5 ကိုညီမတို့ကရွေးချယ်ပေးလို့ရပါတယ်ဒါဆိုရင်တော့ကိုကရွေးချယ်ပြီးသွားပြီ printer လည်းသတ်မှတ်ပြီးသွားပြီနာမည်လည်းပေးပြီးသွားပြီဆိုရင်တော့ညီမတို့ကတိတ်မီလေးကိုနှိပ်လို့ရပါတယ်ဒီအောက်လေးကတိတ်မီဆိုတာလေးကိုညီမနှိပ်လိုက်ပါမယ်ဒါဆိုရင်ညီမတို့ကအယောင်ပေါင်းချဖွင့်တဲ့အခါမှာ A4 A5 ပုံစံနဲ့မြင်ရမှာပါ A4 A5 နဲ့ထွက်လာမယ်ပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ညီမတို့က A4 A5 နဲ့မထုတ်ဘူး slip နဲ့ပဲထုတ်ချင်တယ်ဆိုရင်တော့ဒီအောက်က setting လေးမှာအသုံးပြုလို့ရတယ်ဒီတော့ slip paper နဲ့ထုတ်မယ်ဆိုရင်တော့ညီမတို့ကဒီအောက်လေးမှာပါတဲ့ use the for in C ဆိုတာလေးကိုအမှန်ချစ်လေးချစ်ထားပေးဖို့လိုပါတယ်ဒီတော့ညီမကအမှန်ချစ်လေးချစ်လိုက်မယ်အပေါ်မှာတော့ဘာမှသွားပြီးပြင်စရာမလိုဘူးဒီတော့ဒီအောက်ကအကွက်လေးမှာပဲအမှန်ချစ်လေးချစ်ပြီးတော့မှ printer name မှာလည်းညီမတို့က slit ထုတ်မဲ့ printer ရဲ့နာမည်ကိုဒီမြောင်းလေးကနေရွေးချယ်ပေးလို့ရပါတယ်ဒီတော့ကိုက bell printer နဲ့ slip paper ထုတ်မှာလဲဆိုပြီးညီမတို့က printer လေးကိုရွေးချယ်ပေးမယ်ပြီးရင်တော့ဒီ use the for in C ဆိုတာလေးမှာအမှန်ချစ်လေးချစ်မယ်အဲ့လိုမျိုးဆိုရင်ညီမတို့ကတိတ်မီလေးကိုနှိပ်ပြီးတော့မောင်းချလေးထုတ်လို့ရတယ်ဒီမှာတစ်ခုရှိတာကညီမတို့က single line နဲ့ two line ပါ single line ဆိုတာကဘယ်လိုပုံစံလဲဆိုရင်ညီမကပေါင်းချလေးတစ်စောင်ပြပါမယ်ဒါကညီမ single line ထားတာပါ single line ဆိုရင်ကိုရောင်းချတဲ့ item ရဲ့နာမည်ရဲ့သူ့ရဲ့အရေးအတွက်နဲ့ဈေးနှုန်းကိုတန်ဖိုးတင်ထားတဲ့ဒီအရေးအတွက်နဲ့ဈေးနှုန်းနဲ့မြောက်ထားတဲ့အကြောင်းလေးတွေကတဒန်းနဲ့တွေ့ရမှာပါဒီလိုမျိုးတဒန်းလေးတွေကိုညီမတို့တွေ့ရမှာပဲဖြစ်တယ်တကယ်လို့ကိုကအဲ့လိုမှမဟုတ်ဘူး two line နဲ့ပြောင်းထားတယ်2 line နဲ့ပြောင်းပြီးတော့ညီမကတိတ်မီလေးကိုနှိပ်ထားရဲဆိုရင်တော့ညီမတို့ရဲ့အယောင်ပေါင်းချလေးကိုကြည့်လိုက်မယ်ဆိုရင်ကိုရောင်ချလိုက်တဲ့ item ရဲ့နာမည်လေးကတစ်ကြောင်းပြီးရင်တော့သူ့ရဲ့အရေးအတွက်နဲ့ဈေးနှုန်းတွေကတစ်ကြောင်းဆိုရင်ညီမတို့က item ကိုနှစ်ကြောင်းဒီ item လေးမှာပေါ့နော်ပုံစံလေးကနှစ်ကြောင်းဖြစ်နေမှာပါဒါကဘာလို့လဲဆိုရင်ညီမတို့ကဒီနေရာမှာ2 line display ကိုသတ်မှတ်ခဲ့လို့ပါကိုရဲ့ရောင်ချတဲ့ပစ္စည်းရဲ့နာမည်လေးတွေကအဲ့လိုအရှိကြီးရေးရတာမျိုးတို့ဒါမှမဟုတ်လို့ရှင်မြန်မာလိုတွေအများကြီးပါတာမျိုးမြန်မာစာကြီးအများကြီးရေးရတဲ့ပစ္စည်းမျိုးစားမျိုးဆိုရင်တော့2 line လေးကိုသုံးဖို့ညီမကတော့အကြံပေးခြင်းနဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ညီမတို့က single line လေးကိုအသုံးပြုပြီးတော့တိတ်မယ်လို့နှိပ်လိုက်လို့ရှိရင်ဒီအယောင်စင်းရင်းထဲမှာသွားကြည့်လိုက်တဲ့အခါမှာညီမတို့ပေါင်းချလေးကဒီလိုတတန်းနဲ့တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်ဒီတော့ညီမတို့က printer နဲ့သတ်မှတ်လို့ပြင်ကျင်ပါကစနစ်ထိန်းသိမ်းခြင်းများဆိုတဲ့ကဏ္ဍတွေကမှာပြည်စာပုံစံသတ်မှတ်ခြင်းကိုရွေးချယ်ပြီးတော့ဆိုင်ရဲ့နာမည်တွေဖုန်းနံပါတ်တွေလိပ်စာတွေပြီးတော့ကျေးဇူးတင်ပါတယ်စတဲ့ຢာတွေကိုထည့်လို့ရမယ် A4 A5 တွေကိုထည့်လို့ရမယ် A4 A5 လားဒါမှမဟုတ်လို့ရှိရင် slit နဲ့ထုံပါလားဆိုရင်ညီမတို့ကရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ်ရှင်အားလုံးပဲဒါရအီချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်